ဦးကျော်ဟင်ရဲ့တပည့်ပီပီအနုပညာလောကကိုအနိုင်ပိုင်းခဲ့တဲ့မိကပြောင်ဦးကျော်ဟင်ကသူကိုယ်တိုင်တရုပ်ဆောင်ကောင်းရွံ့သားမကသူ့ရဲ့တပည့်တွေကိုပါကာရိုက်တာနဲ့အဝင်ခွင့်ကြဖြစ်အောင်ပုံသွင်းပေးနိုင်တဲ့နေရာမှာတော့ဆရာတဆူဖြစ်ပါတယ်။ဦးကျော်ဟင်နဲ့မိကပြောင်တို့ဆရာတပည့်2ယောက်တွဲဖက်ရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေထဲမှာပရိသတ်တွေအခုချိန်ထိအမှတ်ရနေစေဖြစ်တဲ့ဇာတ်ကားကတော့ဘိုက်ပူမဆိုတဲ့ဗီဒီယိုဇာတ်ကားပါပဲ။အဲ့ဒီခေတ်ကဘိုက်ပူမဇာတ်ကားကဗီဒီယိုလောကမှာအကြီးကျယ်ကိုအောင်မြင်ခဲ့တာပါရှင်။ဆရာဖြစ်သူရဲ့အရှိန်ဝါကိုပိုင်စူးစမ်းအထောက်မှုတွေနဲ့အတူမိကပြားကလည်းဗီဒီယိုဇာတ်ကားပေါင်းများစွာကိုမနာနဲ့ရိုက်ကူးခဲ့ရကအနုပညာလောကမှာနေရာတနေရာကိုအခိုင်အမာရယူနိုင်ခဲ့တာပါ။နာမည်ကျော်ကြားမှုငွေကြေးပရိသတ်ရဲ့ချစ်ခင်မှုတွေနဲ့ပြည့်နှက်နေတဲ့အနုပညာလောကကိုဦးကျော်ဟင်ကဆွန့်လွတ်ပြီးအောင်မြင်နေတုန်းမှာရဟန်းပေါင်ကိုဝင်ရောက်သွားခဲ့တာပါ။အနုပညာလောကကြီးကသူ့ကိုမေ့ပြောက်သွားတာမျိုးအဖြစ်မခံပဲသူကိုယ်တိုင်ကလောကကြီးကိုကြောက်ခိုင်းပြီးအနိုင်ပိုင်းသွားခဲ့တာပါ။ဆရာဖြစ်သူဦးကျော်ဟင်ကအနုပညာလောကကြီးကိုအနိုင်ပိုင်းသွားခဲ့တယ်လို့တပည့်ဖြစ်သူမိကပြားကလည်းဆရာချီယာကိုနင်းခဲ့ပါတယ်။ဗီဒီယိုခစ်ကြီးကုံဆုံးသွားပြီးအနုပညာရေးစည်းကြောင်းတွေပြောင်းလဲလာတဲ့အချိန်မှာမင်းသားမင်းသမီးတော်တော်များများဟာလိုင်ယောညစ်ထွေးဖြစ်အောင်ရုန်းကန်ခဲ့ကြရပါတယ်။မိကပြားကအောင်မြင်နေတဲ့အချိန်ပရိသတ်ကလက်ခံနေတဲ့အချိန်မှာပဲအနုပညာအလုပ်တွေကိုတဖြည်းဖြည်းချင်းရှော့ချပြီးလုံးဝအနားယူလိုက်ပါတော့တယ်ရှင်။အနုပညာကြီးကိုဆက်လက်မိခိုနေမယ့်အစားကိုပိုင်စီးပွားရေးလမ်းကြောင်းဖြစ်တဲ့ live sale လောကတွေကိုရဲရဲဝံ့ဝံ့ခြေစုံပြည့်ဝင်ရောက်ခဲ့တာပါ။ဆရာဖြစ်သူတင်ပေးခဲ့တဲ့ကိုယုံကြည်ချက်နဲ့ကိုရဲရဲဝံ့ဝံ့ရပ်တည်ဖို့ဆိုတဲ့သဘောတရားကိုလက်ကင်ထားကောင်စီးပွားရေးလောကမှာအောင်မြင်အောင်တည်ဆောက်နိုင်ခဲ့ပါတယ်။အခုတော့မိကပြားကရုပ်ရှင်တွေဗီဒီယိုတွေမရိုက်တော့ပေမဲ့စီးပွားရေးနဲ့ခိုင်ခိုင်မာမာရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။သမီးလေးကိုလည်းနိုင်ငံတကာအဆင့်မီပညာရေးတွေကိုသင်ကြားပေးသွားနိုင်ပါပြီရှင်။ပရိသတ်ကမေးပြောက်သွားတဲ့အထိနေထိုင်သွားတာမျိုးမဟုတ်ဘဲအလှပဆုံးအချိန်မှာအလုပ်တွေကိုရန်နာပစ်လိုက်တာပါ။ဆရာဖြစ်သူကတော့သာသနာ့ဘောင်ကိုဝင်ရောက်ပြီးလောကီကိုအနိုင်ပိုင်းသွားသလိုတပည့်ဖြစ်သူမိကပြားကလည်းအနုပညာလောကရဲ့မာယာတွေအတန်းချတွေကိုကြိုတင်မြင်အောင်ပြီးစီးပွားရေးလောကဘက်ကိုကူးပြောင်းခဲ့တာပါ။တစ်ချိန်ကအောင်မြင်ခဲ့တဲ့ဘိုက်ပူမာဇာကာကိုပရိသတ်တို့ရောကြည့်ခဲ့ဘူးလား။ဂျင်းရပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။